နိုင်ငံခြားသားစစ်သူကောင်လေးကိုချပြလာခဲ့တဲ့လက်ဝဲအားကစားသမားဘရော်နီကတော့မြန်မာနိုင်ငံရဲ့လက်ဝဲအားကစားမှာအင်မတန်တော်ပြီးတော့တိုက်ရိုက်ခိုက်ရဲ့အရှိဆုံးအမျိုးသမီးတဦးဖြစ်ပါတယ်။အမျိုးသမီးတဦးဖြစ်နေရကြောင်းလက်ဝဲပညာကိုရွေးချယ်ခဲ့ရကြောင်းဝိုင်းပြောခဲ့ကြတဲ့အတိုင်းဝိုင်းနေရှိပေမဲ့လည်းသူမကိုယ်တိုင်ကဒီလိုမျိုးဗလာတွေကြွက်သားတွေထွက်လာဖို့ချွေးတန်တရဲရဲနဲ့လေ့ကျင့်ရေးတွေဆင်းထားရတာလို့ပြောလာခဲ့ပါတယ်။သူမကိုဗလိမ့်မယ်ဆိုရင်သူမလိုမျိုးလေ့ကျင့်ရေးတွေအရင်ဆုံးစမ်းကြည့်ပါလို့ပြောလာခဲ့ရကြောင်းပရိသတ်တွေအကုန်လုံးကဘရော်နီကာရဲ့ဆက်ဆက်ထိမခံပုံစံလေးတွေကိုသဘောကျနေကြတာဖြစ်ပါတယ်။အဲ့ဒါအပြင်နိုင်ငံကုံဆောင်နေတဲ့လက်ဝဲအမျိုးသမီးတယောက်ဖြစ်ပေမဲ့လည်းတီတီတန်တန်နဲ့ဟန်ပပန်နေတာမဟုတ်ဘဲအမြဲတမ်းပျော်ပျော်ရွှင်ရွှင်နဲ့ဟာသားတွေဖောက်ပြီးတော့နေတတ်သူဖြစ်တာကြောင့်ယောက်ျားလေးတွေကြားမှာတင်မကမိန်းကလေးတွေကြားမှာပါဘရော်နီကာတယောက်အားပေးခြင်းကိုခံနေရတာဖြစ်ပါတယ်။ဒီလိုမျိုးအမြဲတမ်းပျော်ပျော်ရွှင်ရွှင်နေပြီးတော့ယောက်ျားဆန်နဲ့ခဏကိုပိုင်ဆိုင်ထားတဲ့သူအတွက်တော့ဒီနေ့မှာပဲစစ်သူကောင်လေးရနေပြီဖြစ်ကြောင်းလူမှုကွန်ရက်မှာတရားဝင်ချပြလာခဲ့ပါတော့တယ်။စစ်သူကောင်လေးကလည်းသူ့ထက်ဗလာကောင်းပြီးခဏကိုတောင့်ချောင်းနဲ့နိုင်ငံခြားသားဖြစ်နေရကြောင်းသူတို့နှစ်ယောက်ဟာအတော်လေးလိုက်ဖက်ညီမှုရှိနေခဲ့ပါတယ်။ဆိုတော့နှစ်တစ်ထောင်စင်ငယ်ဖြစ်မှာပါလို့သတ်မှတ်ထားတဲ့ဘရော်နီကာတောင်ချစ်သူရနေပြီဆိုတော့အခုကြည့်နေတဲ့ပရိသတ်ကြီးတို့ရောချစ်သူရှိနေပြီလားဆိုတာပြောပြပေးသွားပါအောင်ရှင်။